အားလုံးပဲမင်္ဂလာပါခင်ဗျာကျေးဇူးငါတို့ပေါ်တာအစာလေးရှာပေးလိုက်တာနဲ့လန်ထွက်တယ်ဒီမှာငါပြကျွန်တော်ပြမယ်အစာလေးရှာပေးလိုက်တာနဲ့အစာမရှိဘူးစာကုန်တော့လို့လေဒီနေ့ငါဆိုပေးတယ်ကျွန်တော်ငါဆိုရင်ကျွန်တော်ပေးတယ်ဘာမဟုတ်ညမဟုတ်မြတ်ပြုံးတွေကိုရှာကြွေးတော့မှာဝိုင်းလေနေတာကျွန်တော်ပြမယ်အတေးပြမယ်ကျွန်တော်အတေးပြမယ်ဒီညလေးဒီငါစားကျွေးနေရဒီမှာသူတို့ပြမယ်တော့ဒီမှာပြမယ်တော့ဒီမှာဘယ်လောက်ထိပေါ်လဲဆိုတာငါမကြည့်လှနေရောသူတို့ဟိုဘက်မှာလည်းအများကြီးရှိတယ်နော်ပွားနေတာဒီမှာဆိုကြည့်စမ်းအကောင်လုံးဆယ်လာပေးရလားဗာလည်းမသိဘူးသူတို့ပြောတာကတော့ဆယ်လာပေးရလို့ပြောတယ်ဒီမှာကြည့်အုပ်လိုက်ကြည့်ကျွန်တော်မကြည့်ဟိုဘက်မှာတကယ်ရှိတယ်ဟိုဘက်မှာပိုကြီးတာကြီးရအများကြီးရှိတယ်အစာလေးရှာကျွေးလိုက်တာနဲ့ပြလို့ရတာတော့လှလဲဆိုတာငါမြင်ရလားခင်ဗျာနောက်နေ့အစာလေးဝေလာပြီးတော့ကျွန်တော်ပြပေးမယ်ညာကြီးပဲအိုးသူကြိတ်တဲ့အစာလေးရှာပြီးတော့တော့အုံလုံးလိုက်ကြည့်လာမကြည့်စမ်းညာကြီးပဲนี่ငါပိမလေးပါတယ်ဒါငါပိမလေးပါတယ်စလပ်တော့မဟုတ်ငါပိမလေးပါတယ်ဟိုစားကြတော့ငါပိမဒါဆလာဘီယာนี่ငါပိမလေးပါတယ်ငါပိမအကြီးပဲဝါငါးစားလေးရှာကျွေးလိုက်တာနဲ့လေပလီပလာလေးနဲ့အများကြီးငါရိုင်းနေလူမထိတော့โอเคဒါဆိုရင်နောက်နေ့မှအစာဝေလာတဲ့အချိန်ကကြာကျွန်တော်ပြပေးပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အခုဝမ်းကြည့်ပြီးအတွက်နောက်နေ့ညအစာလေးဝေပြီးတော့တေချာလေးပြပေးပါမယ်ခင်ဗျာနောက်ပေါက်စားလေးတွေလည်းရှိပါတယ်အဲဒီပါနော်ဒီမှာပေါက်စားလေးတွေညာကြီးပေါက်စားလေးတက်လေးโอเคပါခင်ဗျာဒီမှာပါနော်သူတို့ငဲ့နေတာစားနေဒီနေ့3ချိန်တော့ကျွေးဖို့လိုတယ်ဒါဆိုရင်ဒီလောက်လာပဲရတဲ့တော့ပါမယ်ခင်ဗျာနောက်နေ့မှပြပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်